ကြီးကန်းတကောင်ကပလင်းဖုံးကိုကိုက်ပြီးစီးနှင်းတွေပေါ်မှာချောစီးနေတာဟာထူးဆန်းတယ်လို့မဆိုနိုင်ပါဘူးဘာလို့လဲဆိုတော့သူတို့ဟာကဘာပေါ်မှာအသိဉာဏ်ရှိဆုံးငှက်တွေမို့လို့ပါပဲအဲ့ဒီဖုံးကိုနှုတ်သီးနဲ့ပြန်ကိုက်ပြီးအပေါ်ကိုယူကနောက်တစ်ခေါက်ထပ်ကစားနေတာပဲဖြစ်ပါတယ်ဒါဟာတကယ်ကိုညံကောင်းလွန်းတာပါနောက်ထပ်ထူးခြားတာကတော့မုတ်တွေကိုတစ်ခုချင်းစီနှုတ်သီးထဲငုံပြီးကြမ်းပြင်ပေါ်မှာအညီမြဖြစ်အောင်စီးညှိနေတာဟာမြင်ရသူကိုအံ့အားသင့်စေပါတယ်တကယ်တော့ကြီးကန်းတွေဟာလူသား6နှစ်အရွယ်ကလေးတယောက်ရဲ့အသိဉာဏ်မျိုးရှိကြတာပါကျွန်တော်တို့ငငယ်ကတင်ခဲ့ရတဲ့ကြီးကန်းရေတောက်တဲ့ပုံမြင်ဆိုတာအခုခေတ်မှာဖြစ်မှမီတော့ပါဘူးဘာလို့လဲဆိုတော့အခုဆိုသူတို့ဟာရေပုံပိုင်ကောင်းကိုကိုယ်တိုင်ဖွင့်ပြီးရေတောက်နိုင်နေကြပြီမို့လို့ပါပဲဒါတင်မကသေးပဲတကိုင်းကိုအသုံးချပြီးခန္ဓာကိုယ်ကျန်းမာရေးအတွက်လေ့ကျင့်ငယ်လုပ်တတ်တာကလည်းရိုးရိုးတန်းတန်းခန္ဓာကိုယ်လွဲနေတာမျိုးမဟုတ်ပဲစနစ်တကျနဲ့အသိစိတ်ရှိလေ့ကျင့်နေတာဖြစ်ပါတယ်ဒါအပြင်ကြီးကန်းတွေဟာထူးခြားတဲ့အာယုံခံစားမှုရှိကြပြီးတနေရာရာမှာမီးလောင်ပြီဆိုရင်မီးငိမ့်တက်ဖို့ဗီဇအတိုင်းစူးစမ်းတတ်ကြတယ်လို့တောင်ပန်တွေနဲ့ပါလေးဖြတ်ပြီးမီးငိမ့်ဖို့လုပ်တတ်ကြလို့သူတို့ကိုငှက်လောကရဲ့အိုင်းစတိုင်းလို့တောင်တင်စားကြပါတယ်ဒါပေမဲ့တစ်ခါတရပတ်တွင်ကြတော့လေကြီးကန်းတွေဟာတော်တော်လေးကတိကတက်နိုင်ပြီးစားနောက်တတ်ကြပါတယ်ကြွက်တကောင်ရဲ့အမီးကိုကိုက်ပြီးနောက်ပြန်ဆွဲတာမျိုးပြေးလို့လည်းမရအောင်လုပ်ပြီးအဲ့ဒီကြွက်ခများစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့အထိတမင်တက်တက်နှိပ်စက်တတ်ကြပါတယ်ပြီးတော့ကြီးကန်းတွေဟာရန်ညိုးအင်မတန်ကြီးတဲ့တရဝတွေဖြစ်ပြီးအဲ့ဒီရန်ညိုးကိုဆယ်စုနှစ်တခုကျော်ကြာအောင်မမိနေတတ်ကြပါတယ်ဒီကြီးကန်းဆိုရင်လေထဲကနေပုံကျဲတယ်လို့ပြစ်ချပြီးကလဲစားချေတာကြောင့်ခွေးလေးခများကြောက်လန့်တကြားထွက်ပြေးခဲ့ရပါတယ်